ကျွန်တော်ကတော့ထုံးစံတိုင်းတင်ဆက်သူအောင်သူပဲဖြစ်ပါတယ်ဒါကတော့အတိတယောက်ပေးပို့လာတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးကိုပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရန်ကုန်မြို့လိုင်တာယာစက်မှုဇုံဆိုတာနေကင်းဘက်တွေမှာစက်တံတွေလူတန်းတွေနဲ့စူညံနေတတ်ပေမဲ့ညတကောင်ကျော်အချိန်ပိုဆင်းရတဲ့ညတွေမှာတော့တိတ်ဆိတ်ချောက်ချားစရာကောင်းတဲ့စက်ရုံကြီးအဖြစ်ပြောင်းလဲသွားတတ်ပါတယ်လိုင်တာယာကအထက်ကျုပ်စက်ရုံတစ်ခုမှာအလုပ်လုပ်နေတဲ့နေတူလေးမတ်တန်တာကြုံတွေ့ခဲ့ရတဲ့အသေးရစရာဖြစ်ရမှန်ပေါ်အခြေခံထားပါတယ်။အဲ့ဒီနေ့ကပို့ကုန်အော်ဒါအမိပေးရမှာမလို့မတ်တန်တာတို့အဖွဲ့ညနဲ့တဲ့အထိအချိန်ပိုဆင်းနေရပါတယ်။ည10 နာရီခွဲလောက်မှာတော့အလုပ်သမားအများစုကပြန်သွားကြပြီဖြစ်ပြီးစက်ရုံကြီးထဲမှာမတ်တန်တာပါဝင်မိန်းကလေးတချို့လောက်ပဲကြံပါတော့တယ်။စက်ရုံကြီးကအကျယ်ကြီးဖြစ်ပြီးနောက်ဆုံးတန်းတွေကတော့မီးပိတ်ထားလို့မှောင်မဲနေပါတယ်။လေဝင်လေထွက်ပန်ကာကြီးတွေရဲ့တဝီဝီမီတန်နဲ့မတ်တန်တာတို့ရဲ့ဆက်ချုပ်တန်တရက်တက်ကလွဲရင်တစ်စက်ရုံလုံးတိတ်ဆိတ်နေတာပေါ့ညတနာရီတိမှာတော့ရုတ်တရက်မီးပြတ်သွားပါတော့တယ်ပန်ကာတန်တွေရပ်တန့်သွားပြီးဆက်ချုပ်တန်တွေငြိမ်ကျသွားတယ်တစ်စက်ရုံလုံးတိတ်ဆိတ်သွားပြီးလပြင်းညရဲ့မှိန်တိန်တိန်လာရောင်လေးပဲပြတင်းပေါက်ကနေမြင်နေရပါတယ်မီးစက်နှိုးဖို့စောင့်နေရင်မတ်တန်တာတယောက်ဆက်ရဲ့စပွဲပေါ်ခေါင်းမောက်ပြီးခဏမှီးနေလိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူကြောရိုးတစ်ချောက်စိတ်တဲ့တွားစီမဲ့အတန်တစ်ခုကိုစတင်ကြားလိုက်ရပါတယ်တရက်တက်နဲ့အော်နေတဲ့စက်ရုံနောက်ဘက်ကအမောင်ဆုံးတောင်းကနေဆက်ချုပ်တန်ထွက်လာပါတယ်မိပြက်နေတဲ့အချိန်ဘလို့လို့ဆက်ချုပ်လို့ရမလဲဆိုတာမတ်တန်တာစဉ်းစားလို့မရအောင်ဖြစ်သွားပါတယ်အစကတော့အိမ်မက်မဲ့နေသလားလို့ထင်ခဲ့ပေမဲ့အတန်ကတဖြည်းဖြည်းနဲ့ပိုးကျဲလာပါတယ်တငယ်ချင်းတွေကိုလှမ်းခေါ်ကြည့်တော့လေဘယ်သူမှအတန်မထွက်ပါဘူးစူးစမ်းကျင်တဲ့စိတ်နဲ့ကြောက်စိတ်ရောထွေးနေပေမဲ့မတ်တန်တာတယောက်ဖုံးမီလေးဖွင့်ပြီးအတန်လာရအနောက်ဘက်ကိုတဖြည်းဖြည်းချင်းရှောက်သွားခဲ့ပါတယ်နောက်ဆုံးတန်းကိုရောက်လာတဲ့အခါမတ်တန်တာရဲ့ခြေလမ်းတွေရက်တန့်သွားပါတယ်ဖုံးမီရောင်အောက်ကဆက်စပွဲတစ်ခုရဲ့ရှေ့မှာထိုင်နေတဲ့မိန်းကလေးတယောက်ရဲ့ကြောပြင်ကိုတွေးလိုက်ရလို့ပါသူမရဲ့သပင်တွေကဖားလျားကျနေပြီးအင်ဂျီကတော့စက်ရုံကထုတ်တဲ့ယူနီဖောင်းအဟောင်းကြီးကိုဝတ်ဆင်ထားပါတယ်အဆိုးဆုံးကတော့လျှက်စစ်မီးမရှိပဲသူမရှိကချုပ်ဆက်ကြီးကအလိုလိုလက်ပတ်နေတာပါမတ်တန်တာကတက်ရှူဖို့တောင်မေ့သွားပါတယ်ဟိုညီမဘယ်သူမတ်တန်တာအတန်တုံနဲ့မေးလိုက်တဲ့အခါဆက်ရှုပ်တန်ရုတ်တရက်ရပ်သွားပါတယ်အဲ့ဒီမိန်းကလေးကခေါင်းကိုဖြည်းဖြည်းချင်းလှည့်ကြည့်လာပါတယ်သူမရဲ့မျက်နှာတစ်ခုလုံးကအရေပြားတွေမရှိတော့ပဲအယိုးစုကြီးပဲဖြစ်နေပါတယ်သူမချုပ်နေတဲ့အထက်ကိုတေချာကြည့်လိုက်တော့ခြိကျိုးတွေကတာမန်ခြိကျိုးတွေမဟုတ်ပဲဆိုရွှဲနေတဲ့တွေးဆက်တွေဖြစ်နေတာကိုထိတ်လန့်ဖွယ်တွေးလိုက်ရပါတယ်အဲ့ဒီတစေမလေးကမတ်တန်တာကိုစိုက်ကြည့်ရင်အေးဆက်ဆက်အတန်ကြီးနဲ့ပြောလိုက်ပါတယ်ငါအရန်ပင်ပန်းနေပြီးငါနေရာမှာနင်ဝင်ချုပ်ပေးပါလားဆိုတဲ့ပြောဆိုနဲ့သူမရဲ့တွေးစွန်းနေတဲ့လက်ကြီးကမတ်တန်တာစီစမ်းတန်းလာပါတယ်မတ်တန်တာတယောက်အော်ဟစ်ဖို့ကြိုးစားပေမဲ့လေချောင်းတဲကအတန်ကရုတ်တရက်ထွက်မလာတော့ပဲအဲ့ဒီနေရာမှာတင်မေ့လဲကျသွားပါတော့တယ်မတ်တန်တာတတိယလာတဲ့အချိန်မှာတော့မီးတွေပြန်လာနေပြီးတငယ်ချင်းတွေကသူ့ကိုဝိုင်းဝန်းနှိမ့်နေပေးနေကြပါတယ်သူမေ့လဲနေတာကနောက်ဆုံးတန်းကဆက်စပွဲကြီးဟောင်းကြီးဘေးမှာပါတကယ်ချင်းတွေကအကျိုးအကြောင်းပြောပြတော့စက်ရုံကစူပါဗိုင်ဇာကမျက်နှာပြက်သွားပါတယ်လွန်ခဲ့တဲ့၃နှစ်ကအဲ့ဒီဆက်စပွဲမှာအလုပ်လုပ်နေတဲ့ကောင်မလေးတယောက်ဟာအချိန်ပိုတွေစက်တိုက်ဆင်းနေရင်နှလုံးရက်သွားပြီးတေဆုံးသွားဖူးတယ်လို့သိလိုက်ရပါတယ်အကြောင်းဆုံးအရာကတော့မတ်တန်တာမေးလဲကျနေတဲ့ဆက်စပွဲပေါ်ကအထယ်စားပေါ်မှာတွေးရောင်ချီကျိုးတွေနဲ့ပြီးပြင်းချုပ်ထားတဲ့စာသားလေးတစ်ခုရှိနေပါတယ်နောက်တစ်ယောက်ကနင်ပဲဆိုတဲ့အဲ့ဒီစာသားလေးကအဲ့ဒီနေ့ကစပြီးမတ်တန်တာတယောက်လိုင်တာယာကနေအလုတ်ထွက်ပြီးနေကိုချက်ချင်းပြန်သွားပါတော့တယ်ဒါပေမဲ့ညဘက်တွေအိတ်မပျော်တဲ့အခါတိုင်းလျှက်စစ်မလို့ပဲလဲပတ်နေတဲ့တရက်တက်ဆိုတဲ့ဆက်ချုပ်တန်ကိုသူမရဲ့နားထဲမှာအခုထိကြားရောက်နေစေဖြစ်ပါတယ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်